ဒါပေမဲ့ကျွန်တော်အဲ့မှာခီးရောက်နေတဲ့ခါကျတော့မဟုတ်ဘူးမရဘူးပေါ့နော်ဘိုးဘိုးပေးမဲ့နေ့မှာအိမ်မှာမရှိတော့လွတ်သွားတာ ခိုင်းဆိုလို့ရှိရင်အပေါ်မှာအရှိအမ9ယောက်ကပေးသမျှကိုပဲရတာလေသူတွေသူမကြလဲ1000ပြန်ပေးရတာဆိုအရင်အညက်ထွက်တာပေါ့နော်ဒီနှစ်ကတော့မရနိုင်ဘူးလွတ်သွားဒီနှစ်ကတော့တမင်သက်သက်များလောက်လာမသိဘူးဟိုကောင်မရှိခင်ငါတို့လောက်ဝယ်ဆိုပြီးတော့ကိုယ်ကြောက်နေပြီလေအဲ့လိုဖြစ်နေအောင်နော်ဟိုခိုင်းဆိုလို့ရှိရင်တော့ဟိုကတိန်ကျုံလိုက်တယ်ပြီးရင်ကလေးပျက်စီးမှန်ရောနည်းနည်းပေါ့ကိုကပြက်ပြီးတော့နည်းနည်းပေါ့ဒီနှစ်တော့ကြောခံနေရပါကိုကအပေးပဲဖြစ်နေတယ်မပျော်တော့ဘူးတကယ်တမ်းတွေ့ကြည့်ရင်ဒါမြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ delay ပေါ့နော်ဟိုကြီးတဲ့သူပဲဖြစ်ဖြစ်ငယ်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဟိုကိုကြောခံရတဲ့အရွယ်ရောက်လာတာလဲအော်ကိုတိတက်ပါလားအဲ့လိုမျိုးလေးပေါ့နော်ရင်းနေတော့မကောင်းအဲ့လိုလေးပေါ့နော်ဟိုပီတီတော့ပြည့်ရတာပေါ့နော်ရင်းနေတော့မကောင်းဒီနေ့ကဒါစိန်စပယ်ဘူးရဲ့တည်င်းကျွတ်စတူဒီတာအလှပွဲပေါ့နော်အလှပွဲလေးလည်းဖြစ်တယ်ဆိုတော့မတို့လည်းစိန်စပယ်ဘူးနဲ့အတူလာပြီးတော့ပီတိလာယူတာပေါ့ဟုတ်မျိုးဒီရကြီးခါကြီးမှာလှပွဲလေးရှိတယ်လို့ဖိတ်လာတဲ့ခါကျတော့ဒါကိုလည်းလာချင်တာနဲ့ညှောက်သားလာဖြစ်တာပါခင်ဗျဟုတ်အရင်တော့ surprise ဖြစ်သွားဘူးတော့ဒါမျိုးကကြုံရခဲ့တယ်လीနော်ဟိုပြီးတော့ကလိုမျိုးဒီ shopping center ကြီးထဲမှာဆိုင်းဝိုင်းနဲ့မြန်မာဟန်စစ်နဲ့လာတဲ့ခါကျတော့အရန်ကိုသဘောကျတယ်ပြီးတော့ဒီလိုညမျိုးမှာစတူဒီတာကျွေးတော့အကုန်လုံးစီစီကကနဲ့ပျော်စရာအရန်ကောင်းတာပေါ့နော်ဒီကျုပ်ပလန်လားဒီကျုပ်ပလန်ကျွန်တော်လွတ်သွားတယ်လို့ဆိုတော့အိမ်မှာဟိုကြော့လေနှစ်တိုင်းကြော့ကြတဲ့စီမှာမနက်နာတော့ခီးသွားစရာရှိတဲ့ခါကျတော့သူ့ပြည်စီလိုက်သွားမယ်ဆိုတဲ့ခါကျတော့စောပြီးလောက်လိုက်တယ်ဒါပေမဲ့ကျွန်တော်အဲ့မှာခီးရောက်နေတဲ့ခါကျတော့မဟုတ်ဘူးမရဘူးပေါ့နော်ဘိုးဘိုးပေးမဲ့နေ့မှာအိမ်မှာမရှိတော့လွတ်သွားတာခိုင်းဆိုလို့ရှိရင်အပေါ်မှာအရှိအမ9ယောက်ကပေးသမျှကိုပဲရတာလေသူတွေသူမကြလဲ1000ပြန်ပေးရတာဆိုအရင်အညက်ထွက်တာပေါ့နော်ဒီနှစ်ကတော့မရနိုင်ဘူးလွတ်သွားနှစ်တန်းကိုနှစ်ကြီးပဲပေါ့နော်နှစ်ကအထိဒီနှစ်ကတော့တမင်သက်သက်များလောက်လာမသိဘူးဟိုကောင်မရှိခင်ငါတို့လောက်ဝယ်ဆိုပြီးတော့ကိုယ်ကြောက်နေပြီလေအဲ့လိုဖြစ်နေအောင်နော်ဟိုခိုင်းဆိုလို့ရှိရင်တော့ဟိုကတိန်ကျုံလိုက်တယ်ပြီးရင်ကလေးပျက်စီးမှန်ရောနည်းနည်းပေါ့ကိုကပြက်ပြီးတော့နည်းနည်းပေါ့ဒီနေ့ကိုယ်ကြောခံနေရဒီနှစ်တော့ကြောခံနေရပါကိုကအပေးပဲဖြစ်နေတယ်မပျော်တော့ဘူးဘာပဲဖြစ်ဖြစ်ဟိုပါပေါ့ဟိုဖိုးဆိုတာကတော့ဒါကတော့အပျော်ပေါ့နော်တကယ်တမ်းတွေ့ကြည့်ရင်ဒါမြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ delay ပေါ့နော်ဟိုကြီးတဲ့သူပဲဖြစ်ဖြစ်ငယ်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဟိုကိုကြောခံရတဲ့အရွယ်ရောက်လာတာလဲအော်ကိုတိတက်ပါလားအဲ့လိုမျိုးလေးပေါ့နော်ရင်းနေတော့မကောင်းအဲ့လိုလေးပေါ့နော်ဟိုပီတီတော့ပြည့်ရတာပေါ့နော်ရင်းနေတော့မကောင်းစိတ်မကောင်းအဲ့လိုဖြစ်နေတာပေါ့အဲ့ဒါတော့ကျွန်တော်ကတော့မပြောရလို့မလာနဲ့ကြောစရာမလိုဘူးပဲအတင်းနင်ထုတ်တာသေးတယ်လူရင်းတွေကြတော့တပည့်တွေတကယ်ချင်းနေအိမ်ငယ်တဲ့လူတွေကြတော့အသိနေလေကိုကပဲနေမှာရန်ကုန်ပြားလို့ဆိုသိနေတဲ့ခါကျတော့ follow လည်းမရအောင်ခီးသွားမှမရဘူးလို့ရတယ်အိမ်လာနေလို့ဆိုရောက်လာခါကျတော့လည်းကတော့ထွက်ပြေးလို့မရတော့ဘူးဖြစ်သွားဟုတ်ကလေးရဟိုဒါကတော့မဟုတ်ဘူးဆိုတော့ complaint တက်လို့မရဘူးလေစာအိမ်နဲ့ပိတ်ပြီးပေးတာပေါ့မမြင်အောင် complaint တက်လို့မရဘူးနဲတယ်များတယ်ပြောလို့မရဘူးဒါကြောက်နေတာလာမှာဒီညနေလာမှာလည်းကြောက်နေတာသမီးရမရပါတယ်အကိုတော်ပဲပြောရလဲမရဘူးလားပြောနေပေါ်လာပြီရောတို့အပြင်းဆုံးပဲအပြင်းဆုံးပဲသူကဒါတော့ရိုးကျွန်တော်တို့အိမ်မှာဒါအစင်လာလောက်တာပေါ့နော်အစင်လာမပြတ်အမြဲအဖေရှိကြတယ်ဒါရှောက်လောက်လာကြတာအကောင်လုံးဖေးမေကြော့တယ်ပြီးရင်မောင်နှမတွေကကြီးစင်ငယ်လိုက်ကြောက်လက်ကြီးကြော့တယ်ပြီးရင်သူတို့ကာဆန်တွေရှိတယ်ကာဆန်တွေကလည်းရွယ်သူတွေဆိုပေမဲ့ဒီမွေးနေ့တွေအကြီးငယ်ပေါ်လိုက်ပြီးတော့မှကြော့ကြတာပေါ့နော်အဲ့လိုလေးနှစ်တိုင်းလုပ်ဖြစ်တာကိုလည်းကျွန်တော်တို့ကုန်ယူတယ်ကြီးတဲ့သူကို respect ပေးရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကုန်ယူတယ်အများအားလည်းကျွန်တော်တို့ဆက်ပြီးခနေရင်းသွားဖို့အတွက်စူးစမ်းတာပေါ့နော်သူတို့သဘောကျတာလည်းကျွန်တော်တို့ပြောပါတယ်ဘာလို့ဆိုတော့ဒါသဘောကျကြကောင်းတဲ့လေးထားပဲလေကြီးတဲ့သူကိုယူသေးလေးစားရမယ်ဆိုတဲ့ဟာကတော့မနနာပဲပေးမှာပေါ့မနနာအကုန်လုံးကင်ထားတဲ့ခါစီရမရဘူးကိုစင်းစီရလို့ချင်းမလက်ကိုတော့ပြောင်းမရမှာပေါ့တော့ approval လာမှတော့ပေးလို့ရပါဘူးချီရောက်လာဟုတ်မှာပါရောလိုပဲလားကိုရီလာကတော့ဒါမိသားစုအစင်လာပေါ့လေနော်ဒီမိသားစုကပဲဆိုတော့လေမိသားစုအစင်လာထိန်းနေတာပါထိန်းနေတာဘယ်လိုရှိအဲ့လိုပါပဲ तू မသိအောင်ဖွက်ထားတယ်လေရှိပါတော့လေမိန်းကလေးဆိုတော့လည်းထိန်းသိမ်းရတာပေါ့ကျောင်းမဆရာတင်တာတော့ထိန်းသိမ်းရဒါပေါ့တော်တော်တိတ်တင်တာမကောင်းတဲ့အချင်းတွေတင်တာတော့ကျွန်တော်သိတဲ့ဘောမကြောက်ဒါမျိုးတွေကမလုပ်သင့်
သူကကြတော့ဒါမိမထက်ရောက်ဖောက်ပိုချစ်ပုံရမနာသူ့ပဲကြောက်နေရတယ်တခုခု notification တက်လာပြီးတော့မှ तू က tag လုပ်လိုက်ပြီးဟေးဆိုဟာပြဿနာပဲဘာလုပ်ပြပြီလဲမသိကြောက်နေရတော့နော်ဟော ပြောပါတယ်ပုံမှန်ဆိုဒီလိုမျိုးခါကြီးရက်ကြီးဆိုလို့ရှိရင်ဒီလိုပွဲရှိရနေရရှားရတာလေကိုယ်လည်းပါဝင်ချင်တာပေါ့နော်အခုဒီနေ့လေးတက်တက်ဆက်ဆိုင်တီကိုရောက်လာပြီးတော့စတူဒီတာပွဲနဲ့လည်းတိုးတဲ့ခါကျတော့ပျော့တာပေါ့ဟုတ်ဖြစ်ပါတယ်ဂုဏ်ယူပါတယ်ဒီလောက်ဒါဆိုလို့ရှိရင်ဘယ်လို generation အဆက်ဆက်ဒါထိမ့်သိမ်းထားလို့ဒါလင်းပေါ့နော်ဒီနှစ်40လောက်ဒါနာမည်ကောင်းကိုထိမ့်သိမ်းထားနိုင်တာလေအဲ့တော့ဂုဏ်ယူပါတယ်ရှင်ဟုတ်စိန်ရည်သွေးလည်းကောင်းတယ်စိန်နေလည်းစိန်ဖြူစိန်တန့်နေပြီပဲဒီမှာစိတ်ချလက်ချဝယ်လို့ရတာပေါ့ရှင်လည်းစိတ်ပုတ်နေစရာမလိုဘူးပေါ့နော်ဘာလို့ဆိုတော့သူ့ရဲ့ဒီ240ကျော်တန်ခုဆိုရင်ထိမ့်သိမ်းထားတဲ့ဂုဏ်သိက္ခာရှိတာတော့စိတ်ပုတ်နေကြမလို့ယုံကြည်ရတယ်စိတ်ချလက်ဝယ်လို့ရတယ်ရှိနေအောင်ပါပဲလေအဲ့တော့ကိုသူ့ရဲ့ပစ္စည်းဝယ်ပြီဆိုလို့ရှိရင်လည်းချိန်မြင့်ပြန်ရောင်းလို့ရတယ်အဲ့လိုမျိုးခိုင်မာတဲ့ရည်တည်ချက်တွေကြောင့်ကျွန်တော်သဘောကျတယ်